ကိုဒီဗီဒီယိုကြည့်နေတဲ့သူမှာကိုဖြစ်ချင်တိုင်းကိုလိုချင်တိုင်းကိုရဲ့ဘဝမှာကိုဖြစ်လာဖို့အတွက်စွမ်းအားရှိဒီစွမ်းအားကိုသာအသုံးချနိုင်ရင်ကိုလိုချင်တိုင်းကိုဖြစ်ချင်တိုင်းကိုဘဝမှာဖြစ်လာမယ်ဆိုတာသိချင်ညက်ကူရန်လည်းအနီနဲ့ကိုတောင်းနေပြောကိုဘဝမှာကိုဖြစ်ချင်တိုင်းကိုလိုချင်တဲ့ဘဝကိုရအောင်လုပ်ခဲ့တယ်ညက်ကအရင်တော့ကဘယ်လိုလဲဆိုကိုယုံကြည်မှုမရှိဘူးယုံကြည်မှုအားနည်းတယ်ပြီးကိုရဲ့ဖြစ်ချင်တဲ့အရာတွေကိုကိုလွတ်ရမှာကိုကြောက်တယ်ပေါ့နော်ငါလုံးလိုက်လို့ရှိရင်ငါ့ကိုလူတွေကဘာပြောကြမှာလဲငါ့ကိုဘယ်လိုဝေဖန်ကြမှာလဲစသဖြင့်ကိုအိမ်မက်တွေကိုဖြစ်ချင်တာကိုအကောင်နဲ့ဖွားမှာလဲကိုကြောက်တယ်အဲ့လိုလူမျိုးအိမ်မက်ကိုယုံကြည်မှုရှိလာတယ်ကိုဖြစ်ချင်တဲ့ကိုရဲ့ဘဝမှာကိုရဲ့အိမ်မက်ရဲ့ကိုဖြစ်ချင်တဲ့အရာပါဆိုမြက်ကဖြစ်ချင်တဲ့အရာ၃ခုရှိရအရင်တော့ကလုံခဲ့တဲ့9နှစ်လောက်ကလည်းကိုဘာဖြစ်ချင်တာဆိုဖြစ်ချင်တဲ့အရာကဒီနေ့တစ်ကတော့ကိုယုံကြည်မှုရှိတဲ့သူတယောက်ဖြစ်ချင်တာယုံကြည်မှုရှိဘူးယုံကြည်မှုအားနည်းတယ်အဲ့လိုမျိုးမှာယုံကြည်မှုအားနည်းတဲ့အခါမှာကိုယ့်ရဲ့စိတ်ကဘယ်ညာပဲတွတ်စိတ်မလုံးကြုံတယ်လို့မျိုးခံစားရတယ်အဲ့တော့ကိုယုံကြည်မှုရှိတဲ့သူတယောက်ကိုဖြစ်ချင်တယ်နံပါတ်2အချက်ကကိုယ့်ရဲ့ကိုယ်ပိုင်မူကြုံကြောင်းကိုဖြစ်ချင်တယ်နံပါတ်3အချက်ကတော့အခုလိုမျိုးပြန်ပြီးတော့ share လုပ်ပေးနိုင်တဲ့သူတယောက်ဖြစ်ချင်တယ်ညဆို social media ဆိုတော့အရန်ကြောက်တယ်သူအဲ့ဒီကကိုယ့်ရဲ့knowledge တွေကိုကိုဘဝမှာကိုဖြစ်နေတာကိုယုံကြည်ရှိအောင်ဘယ်လိုတိဆောက်ခဲ့လဲအစသဖြင့်ပေါ့နော်ကိုဘယ်လိုမျိုးစူးစမ်းခဲ့ရလဲဆိုတဲ့အရာတွေကိုလူတွေကိုပြန်ပြီးတော့ sharing လုပ်ပေးနိုင်တဲ့တယောက်ဖြစ်ချင်ကြမြတ်ဆိုအခုဆိုရင်မြတ်ဖြစ်ချင်တဲ့အရာတွေကိုမြတ်အဲ့ဒီစွမ်းအားကိုအသုံးချပြီးကိုတကယ်ဖြစ်လာအောင်ကိုလုပ်နိုင်ခဲ့အဲ့စွမ်းအားကဘာလဲဆိုရင်မြတ်တို့ရဲ့စိတ်စွမ်းအားမြတ်တို့ရဲ့စိတ်စွမ်းအားကစွမ်းအားအကြီးမားဆုံးပဲစိတ်စွမ်းအားနဲ့ကိုလိုချင်တာကိုဖြစ်ချင်တာမှမဆိုဖြစ်အောင်ကိုလုပ်နိုင်လို့ရတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေရတယ်လေကိုယ့်ရဲ့ဖြစ်ချင်တဲ့အရာတွေကိုအပြင်ပိုင်းမှာကိုကစူးစမ်းရအောင်တာမယ်လားကိုယ့်ရဲ့စိတ်ဆွမ်းကိုကိုအသုံးချပြီးတော့ပို့ကျတော့ဒါဆိုရင်တော့ပို့ပြီးတော့မြန်မြန်ဆန်ဆန်လွယ်ကူနဲ့ကိုဖြစ်ချင်တာကိုယ့်ရဲ့ဘဝမှာကိုဖြစ်လာမယ်ဆိုတာသိချင်တယ်ကျေးဇူးတင်ပါတယ်